ဒီ Swahili project မှာပါဝင်ဖြစ်တော့ညီကြီးရဲ့ကျမရေးသေးတော့အလီမထမ်းမျိုးအခုကျတော့ညီကြီးမှာဗတ်ရှိလေပဲခဏခဏတော့နိုင်ကြည့်ရတော့ရှိလာတယ်ပေါ့နော်ပြီးတော့ညီကြီးကိုကျမရေးကောင်းစစ်ချင်တယ်ကိုညီကြီးကိုအမြဲတမ်းသွားနိုင်ကြည့်ပြီးတော့ရှိလာဒါမှမဟုတ်တခြားပုံမှန်လေးတွေရှိလာအဲ့ဒါတွေသတိထားမိတယ်ပေါ့နော်အဲ့လည်းဟိုစားညီကြီးအရင်ကောင်းတာကြည့်ချင်တယ်ကွာအဲ့လိုမျိုးကဘူးတတက်လေးရလာတာပေါ့အပင်ကဒီပိုးအရင်ကြတော့တိတ်တော့မဖြစ်တော့နည်းနည်းလေးတက်တာလာတော့ပေါ့ညီကြီးကျမရေးကောင်းတော့အပင်တိတ်ပြီးတော့ပိုးမကြလာတော့ကြုံရတယ်မှာညီမတို့စိုက်ပြီးလောက်လာတာကြာပြီပေါ့နော်ဒါပေမဲ့ data မရှိဘူးပေါ့နော်အခုဒီ application ကကျတော့အရင်ကောင်းတယ်ညီမတို့အရင်ကတော့ဓာတ်ပုံတွေရိုက်ပြီးတော့ဒီ eleven မှာရှိတယ်ပေါ့နော်ဒါပေမဲ့ဖုန်းပြက်တာတို့ဘာလို့ညီမတို့ကြုံတယ်အဲ့ဆိုတော့မရှိတော့ဘူးနော်မရှိတော့ဘူးဆိုလည်းပြန်ပြီးတော့ဒီမရတော့ဘူးအခုကျတော့ဒီ application ညီမတို့ပြီးခဲ့တဲ့နေ့17လပိုင်းနဲ့ညီမတို့ထည့်ထားတယ်ပေါ့နော်အဲ့ဒါတော့ပြန်ကြည့်ပြီးတော့အရင်ဒီဟာရှိတယ်ဒါပေမဲ့မေ့သွားတယ်ပေါ့နော်ထည့်ပြီးတော့မေ့သွားတယ်ဒါပေမဲ့ပြန်ကြည့်တဲ့အခါကျတော့အဲ့လိုမျိုးစားဘယ်လိုပြောမလဲ memory တစ်ခုပြန်ဖြစ်သွားတယ်အဲ့ဒါဒီဟာအရင်ကြိုက်တယ်ပေါ့နော်ဒီ application သုံးတာဟုတ်ဒီမှာကျတော့ဒီဟိုစားပေါ့နော်အဲ့ site ကညီမတို့ငယ်ကတော့ Mozilla site တယ်ပေါ့နော် Mozilla ကျတော့ညီမထင်က Mozilla ကကျတော့ကုန်ကြစေးမကုန်ဘူးနော်ပြီးတော့သူကကျတော့ဘယ်လိုပြောမလဲသူရည်နဲ့သူပေါ့အဲ့တော့လေသမားတွေအတွက်ကုန်ကြစေးတက်တာတယ်ဒီ Mozilla ကျတော့ဟိုစားဘယ်လိုပြောမလဲလေသမားတွေအတွက်ပြောမယ်ဆိုရင် channel တစ်ခုပေါ့နော်သူကကုန်ကြစေးကအရင်မြင့်မာတယ်အခုကဒီဓာတ်မြေဥစ္စာတွေဆိုပြောမယ်ဆိုရင်အရင်မြင့်မာတယ်ပြီးတော့သူတို့ဟာသုံးပြီးနောက်တစ်နေ့မသုံးလို့မရတော့ဒီမြေစလာကိုပြည့်စည်နေတဲ့အချိန်ကြတော့ကိုလည်းအရင်ကတပိမထားမိဘူးပေါ့နော်အခုကျတော့တဖြည်းဖြည်းဒီနည်းပညာပေးတဲ့သင်တန်းတွေလည်းများလာတယ်ပေါ့နော်အဲဒီခါကျတော့ကိုလည်းမြေစလာပြည့်စည်မှန်းပြီးသွားတဲ့အချိန်ကျတော့မြေစလာပြည့်စည်သွားပြီပေါ့နော်ပြောလို့ဆိုရင်ကိုဆိုတော့ညီမတို့ကကိုကနဲ့ကိုကြည့်တဲ့တဘာဝအရာပေါ့နော်ဘယ်လိုပြန်ပြင်မှပြန်ကောင်းလာလဲဆိုတဲ့ဟာကိုညီမတို့လည်းကြိုးစားတယ်ပြီးတော့ဒီ Swahili project ကိုပေါဝင်ရတယ်လည်းအရင်ပြောတယ်ဘာဖြစ်လို့ဆိုတော့ဒါမြေကြီးကိုပြန်ပြင်ရမယ်ဆိုတဲ့အရာတစ်ခုပေါ့နော်ဆိုတော့တိခွင့်ရတဲ့အတွက်လည်းအရင်အဆင်ပြေတယ်ပေါ့နော်အရင်လည်းကျေးဇူးတင်ပါတယ်